အားလုံးပဲမင်္ဂလာပါဒီနေ့18ရက်12လ2025မနေ့ညအတွက်တရှိချိန်မှာပတိကျတဲ့သူကပတိပတ်နိုင်ပါတယ်တရှိချိန်တင်းနဲ့တစ်ခွန်တင်ငါ10တင်ငါ13ညရှင်းနဲ့ရှစ်ခွန်ရှင်းငါ13ညဟုတ်ကတင်းနဲ့ရရှစ်ခွန်ရmain over တကွန်တကွာနောက်တစ်ခါမင်းနော်မနေ့ညအတွက်တရှိချိန်ပတိကျတဲ့တော့ပတိပတ်နိုင်ပါတယ်တခွန်9-3ညကီကို1နှစ်1ခွန်1 5 1 3ည8နှစ်8ခွန်8 5 8 3ညဖြစ်ပါတယ်1နှစ်8ခွန် main over တခွန်တကွာ main ထည့်ထုတ်ပေးပါနော်ဟုတ်အားလုံးပဲပေါ်ကြပါစေ channel လေးကို like and subscribe လုပ်ပြီးတော့ချင်းချင်း share ပေးကြပါအောင်ကျေးဇူးတင်ပါတယ်